မောင်ရင်မင်းမြတ်ကိုရောက်ရင်တော့ပြည်လုံးချမ်းသာဒီဆိုင်မှာခွင်ထိုးခင်းစီခြင်းနဲ့ပောက်ကနန်းနဲ့ဆောင်နဲ့ပြူလင်းကဒီဆိုင်မှာခွင်မောင်ရင်မင်းမြတ်ကိုရောက်ရင်တော့ပြည်လုံးချမ်းသာဒီဆိုင်မှာခွင်ကျေးဇူးရှင်မိပါများဒါကကျွန်တော်တို့ဟိုးလောင်းအကူကတရှင်းပါခင်ဗျာရှေ့တော့ရိုးတာပဲတီးစမ်းတာပဲတီးဆိုင်းဆိုတော့ကောင်းအောင်တီးတယ်မှာကောင်းတာပါခင်ဗျာဟုတ်တယ်နော်အဲ့တော့ကိုပေါ့ကျော်ကြီးကိုဝိုင်းချစ်ဟုတ်ပါဘူးဟောကိုပေါ့စီအဲ့ဒီကောင်မထားနိုင်သေးဘူးနှိုးအောင်မနဲ့ကြမှာကွဲချက်ကနေမကောင်း sorry နော်ဖိနေသွေးထွက်လို့တဲ့ကိုပေါ့ကျော်ဖိနေသွေးထွက်လို့ဖိနေကိုပေါ့စီကျွန်တော်ပြောပြမယ်ဖိနေသွေးထွက်လို့သူကတော်ပါတော့နော်ကိုပေါ့စီဒါကျွန်တော်တို့ကဒါတီးလုံးတိုက်ထားတာမဟုတ်ပါဘူးပြိတ္တနော်ဒါကျွန်တော်ရွှေလက်ပိုင်သူဝမ်မူတီကောလာတာပါခင်ဗျာဟုတ်တယ်တယောက်တည်းဝမ်မူတီကောပါထိပ်ပဲကဝမ်ဆိုတာဗာလေဝမ်ဆိုတာကတယောက်တူဝမ်ဆိုတာတူဟုတ်မူတီကောဆိုတာကကျွန်တော်တို့တပင်းတဲလို့ဆိုရင်ကြွက်ဟုတ်တကောင်ကြွက်လာတာပါခင်ဗျာဟာမြန်မာနဲ့အင်္ဂလိပ်ကိုဖတ်ဆက်လုပ်နေတယ်သူကညီတယ်မှာနော်အဲ့တော့ရွှေလက်ပိုင်သူတယောက်တည်းလာတာပါခင်ဗျာဒါကြောင့်မလို့ကျွန်တော်ရဲ့အကိုကြီးဟဟလားကျွန်တော်ကိုဝိုင်းပြီးတော့အားဖြစ်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ဟုတ်တယ်နော်အဲ့ဒါမန္တလေးဇော်မင်းဆိုင်ဖွဲ့ပြအငြိမ်ငြိမ်ကြရင်လေထောင်းတို့ကိုဇော်မင်းတို့တီးအောင်ပါဟုတ်တယ်အဲ့တော့မောင်ရင်မင်းမြုပ်ကိုရောက်ရင်တော့ပြည်လုံးချမ်းသာထီဆိုင်မှာကွင်ထိုးခင်းစီခြင်းနဲ့ပောက်ကနေနဲ့ဆောင်နဲ့ပြူလင်းကထီဆိုင်မှာကွင်ဒီသရှင်လေးကတိတ်ကိုကောင်းတာဗျဟုတ်နော်အဖိုးယူကဥစုမြင့်ရေးခဲ့တာဗျဟုတ်တယ်နော်အဖိုးရွှေတော်မြိုင်ဆိုင်ကိုလာငားတယ်ဗျအဲ့ဒီပြည်လုံးချမ်းသာဆိုတဲ့ထီဆိုင်ကအလူရှင်တွေအလူမတွေကအဖိုးရွှေတော်မြိုင်ကိုဟေးလာငားတဲ့ခါမှာဆရာညံရေးတဲ့ကျမတို့ရဲ့ဒီဇိုင်းလေးရဲ့နာမည်ပါအောင်တချင်းလေးတစ်ပုဒ်လောက်ရေးခဲ့ပါအောင်ဆိုရေးခိုင်းတာကျွန်တော်တို့အဖိုးယူကဥစုမြင့်ကိုရေးခိုင်းပြီးတော့သူကိုယ်တိုင်တိကွက်အဖြစ်တည်ထွင်ခဲ့တာအနုပညာပြဟုတ်တယ်နော်ဟုတ်ကောင်းလို့ဗျဝါခိုင်းနာမယ်နော်လောက်ဟောဒီကကြတော့အဖိုးကတီးခဲ့သေးတာဟုတ်အရသာရှိတဲ့ဟာဒီအပိုက်လေးကိုနော်ထပ်တုံလေးတီးခဲ့တာဘလို့တီးတယ်ထင်တော့ဟာတယ်လို့တီးတယ်ဗျာခိုင်းနေတော့မှာနော်ဟောယူဆိုင်နေတဲ့ဆိုင်းဆိုတာဟာလို့ဒီမရဲ့ဟုတ်တယ်နော်ဆိုင်းဆိုတာကျေးဇူးရှင်မိပါများခတ်ဆိုင်းလေးနားတော်မှာကောင်းတာပါအေးစစ်နားတော်ဟုတ်တယ်နော်အဲ့တော့စကားပြောနေတဲ့အနီးတို့ဟေးအနီးတို့ဘာကြီးခရမ်းကြောတာစိုက်စီရလက်တမြရက်ွက်သူရက်ွက်ကချင်းနဲ့မပြောချင်ဘူးခရမ်းကြောတာနော်မင်းလည်းဟိုဆက်လိုက်အာရုံမဆိုင်ရင်လည်းပြီးခဲ့တဲ့ပွဲလို့ဖြစ်သွားမယ်နော်ပြီးခဲ့ပွဲဘယ်လိုဖြစ်လဲပြီးခဲ့ပွဲတော့အာရုံမဆက်တော့ဒီတိုင်းကြည့်နေရတာပေါ့ကွာဘာလို့ရပါတော့နော်ဟိုတတရဲ့အချောလာလေးကြီးပြတ်သွားမှဆိုလို့ပေါ့နော်ဟုတ်တယ်နော်တတကိုအာရုံစိုက်ပြီပေါ့နော်အာရုံစိုက်နော်အာရုံစိုက်ပြီးတစိမ့်ကြည့်တစိမ့်ကြည့်လေတစိမ့်မဲတာတစိမ့်လာတာလေတစိမ့်လာနေတာချစ်စာပြောခိုင်းချစ်စာလေနော်အဲ့တော့ဒါလေးကိုကျေးဇူးရှင်မိပါများနားဆင်ကြည့်ပါခင်ဗျာဟုတ်ကောင်းလုံးတော့အဖိုးရဲ့ပညာကိုပြီးမယ်နော်ဟောရောက်လာခဲ့နော်အကွေကောင်းမှုမအရှင်းနာဝင်ရမှာကွယ်စစ်ကားလေးနဲ့တော့တော့ကြည်နဝဲတောင်းလေးကမြို့တော်ရောက်လာခဲ့နော်အကွေကောင်းမှုမအရှင်းနာဝင်ရမှာကွယ်စစ်ကားလေးနဲ့တော့တော့ကြည်နဝဲမင်းတို့ကိုကြောက်ရင်စေးအနောက်ကထီဆိုင်တွေ့လိမ့်မယ်မောင်ထွေးထီးတိုင်းမှာပါသွား
ယောက်ထဲလာတာနော်တောင်လီကားဆိုတဲ့ဒေသချင်းကိုစုံလိုက်ရှင်းလိုက်တီးလိုက်အဲ့ဒါကိုကျွန်တော်ပြောတာကပြိတ္တကအာယုစိုက်ပြီးတော့နားထောင်ပါကျွန်တော်ပြောချင်တာလေပြိတ္တကအာယုမစိုက် စက်သေးဟာ ရီအောင်လို့တတ်တတ်ပြုတ်ချလိုက်တာ မျက်လုံးမေးမမြင်မကြတာပါ တော်သေးတယ်လုံးဝတချမ်းပိန်သွားပြီအခုတချမ်းပိန်သွားပြီ အခု တချမ်းပိန် အ သွား ကိုမလုပ်ပါနဲ့ ဟုတ် ကျွန်တော်က ဒါကြီး ယောဂခန့် ဘုမလာအောင် ယောဂခန့်ရှိတယ်ကို ဘုမနဲ့နင်းတော့အိတ်နာလားဖွင့်နာလားဟယ်လိုယူနော်ရှင်လည်းပါလို့လားအေးပါမင်းတော့မောင်းတော့ခွင့်ပြုပြီ တို့ကတခါတည်းပေါ့ဟလား နေအောင်နေအောင် အတုံးနေမယူတော့ဘူးကြောက်တယ် အောက်ဘူးယူမ ဟောယူပါလေ ဒီမဲဟွာအမ ကျွန်တော်ကိုလာပြီလား အမ ဟုတ်တယ် နေအောင်ကျွန်တော်ပြောပြမယ်အမဒီဘက်ဆန်ကဒါရွှေလက်ပိုင်သူသုံးမှာမဟုတ်ပါဘူး ဘာလို့ပါ ဘုံစီသူသုံးပါ ဒါလေးကသားလေးတဲ့ဟိုဘက်ကသားကြီးတဲ့ ဘာတော့ဘိုးစီ ကဲတခေါ်ကြီး အဲ နေတွေ့ ဘုံစီသူကရွှေလက်ပိုင်သူပဲလေ ဒါက အာကြီးတော်သူများသားသမီး ဟုတ်ကျေးဇူးတင်ပါတယ် ဟုတ် နောက်လည်းခဏတော့တွေ့ချင်သေးတယ်ဗျာရေဆက်ဆိုရင်နောက်ဘွားရှင်ဆူတောင်းလိုက်ရှင်သေးတာအကိုကြီးနဲ့ပဲပေါင်းမယ်လို့ပေါင်းမယ် โอเคကိုကြီးစုပေးပြရစေအဲ့မလွတ်လိုက်တော့လေကိုကြီးစုပေးပြရစေအခုလိုစုချရတဲ့အတွက်ကြောင့်ဇနီးမယားနဲ့အခြေပွားပြီးတစ်နှစ်ကိုနှစ်သားကြပါစေ အာတားရနာထုံးကားပါစေသမီးရနာထုံးကားပါစေ ဘယ်နဲ့အမေမသိသိဆိုင်ကြ ကျေးဇူးတင်ပါတယ်ခါတဲ့ပတ်စံလေးတွေလက်ကားမဖြစ်ဘူးနော်ဘုန်းကြီးမတို့နော်လက်ကားမဖြစ်ဘူး ဘာဖြစ်လဲဘာလို့မလဲ online မှာရှာကြည့် ဟယ်လို ကျွဲစော်မှာကျွဲမဲငါမရိုက်နဲ့ဟိုက်တနာကြီးဆိုတာကကျွဲမြူးတဲ့ချိန်ပဲ မိကဟောဘယ်နဲ့မိကတော့ စော်နေတဲ့သူတွေကသိတယ်ကျွဲမြူးတဲ့ချိန် စူပါပူရတယ်နော် စကတာချမ်း ကဲအဲ့တော့ကျေးဇူးရှင်ပြီးပါမယ်ခင်ဗျာအခုကျွန်တော်ရဲ့အမကိုကျွန်တော်စုပေးပြရသည် ကျေးဇူးပါ ကျွန်တော်ရဲ့အမအိမ်တိုင်းကိုင်လောက်ကစိန်ခံနဲ့ပြောကြပါသည်ခင်ဗျာအိမ်လေကလေးကိုရွှေစစ်တခင်းပြီးတော့နေနိုင်ပါသည်ကျမထီပေါင်းနေပင်ရောပါစေခင်ဗျာကတ်သုံးပါးကြီးမှကျော်လွှမ်းနိုင်ပြီးတော့တမိသားစုလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါသည်လို့ ဒီတဲ့ပုံပြီးတော့လေအောင်မြင်ကြော်ကြလူကျင်များတဲ့အမှုပညာမင်းသမီးကြီးဖြစ်ပါသေးလို့ ဆယ်လီမင်းသမီးကြီးတယောက်ဖြစ်ပါသည်လို့ သွားလေရအဆင်ပြေပြီးတော့နောက်ဆုံးကြရင်ငါနဲ့ညားပါစေ ဟာဘယ်နဲ့နောက်ဆုံးညာငါနဲ့ညာပါ မင်းကိုမပြောချင်ဘူးပြောတာ နော် ဟဲ့ကောင်ပြောက်ပြရ ကျေးဇူးရှင်ပြီးပါမြခဏလေးပါနော်ဒါပြီးသွားလို့ရှိရင်ကျွန်တော်ရွှေလက်ပိုင်ပြီးသွားရင်အငိမ့်ကောက်အောင်ပါဆိုတော့ဟဲ့လားအချိန်အများကြီးလည်းမယူပါဘူးကျွန်တော်နောက်ထပ်ကျွန်တော်ဒီတစ်ပုတ်ရနောက်ထပ်နှစ်ပုတ်ရပဲဒီမှာနော်မ မပူတဲ့ကကြီးမင်းလည်းပြီးရောမထိကျွလည်းလာရောက်ရှိပါမယ် ကဲအဲ့တော့ကိုကြီးညီလေးနှစ်ချုံဝိုင်းနေတီးကျင်တယ်တောင်လေကားမျိုးတော့ရောက်လာခဲ့နော်တက်တက်ဝူးဝူးတက်တက်ဝူးဝူးဆိုတဲ့တန်အတွက်ပလုံးတစ်လုံးနဲ့ကောင်းအောင်တီးတာ ဟုတ်ကြည့်တယ်ကြီးလေ ချမ်းသာပါကိုကြီးတစ်လောင်းနဲ့ထောင်းပါတစ်လောင်းနဲ့ထောင်းပါ ပတ်ကိုတောင်နဲ့ထောင်းလိုက်တော့လေ နော်ပတ်ကိုနောက်မှထောင်းလောတဲ့ချိန်စီက ဒါကျွန်တော်ကိုတာကြီးပါဦးနဲ့ကိုတာကြီးပါကိုတာကြီးရတွေ့ရတော့ဝမ်းသာတယ်ဗျာဟာကိုတာကြီးလည်းပေါ့ပေါ့ကျေးဇူးပါ ဒါတော့ပါမင်း ဆိုင်ပြလဲရှောက်တီးလောက်ကိုအခိုးမရှိဘူးရေ ကဲကြီးလေးအဲ့ဒါမှတ်တာလင်္ကာကျော်သားကုချေကြီးဆိုသူပဲ ဘယ်တော့မှလင်္ကာကျော်သားဖို့ပြီးလိုက်တော့ ဟုတ်တယ်လင်္ကာကျော်သားကုချေကြီး ကိုကြီးချကြည့်တယ်မှာကိုဝါနိုင်မှာဟဲ့လူခင်ဗျ မဟုတ်လားညီလေးရ ဟုတ်တယ် ဟာချအားချချဟုတ်ရတဲ့နဲ့ဘာလို့ငေါ့တော့ပြော ငါလည်းဟုတ်ဟောက်လေးလုံးချီတယ် ရက်ွက်ထဲမှာဒီကောင်ကိုယ်ရင်ကောင်း ပြန်တီး နော် တန်ရတဲ့နဲ့မတည့်ဘူး ဘာလို့တော့ စံချီမရလို့ အဲ့ကောင်ချိစား တကယ်ရိုက်တာဗျာခေါင်းတွေပြောအုံနောက်တွေပြောပြီးဖင်းနဲ့ဝင်တော့မယ်ခင်ဗျတကယ်မရိုက်နေပဲ လေဖင်လေးရထွက်တာအုံတော့မဟုတ်ပါဘူး ဘာတော့ ချီးပါ တော်ပြီကဲအဲ့တော့ကိုကြီးတီးကြည့်စမ်းပါဘယ်ကချီလုံးလို့ ရွှေလက် ပိုင် ငငယ်လေးအဲ့ဒီဂိုင်းကြိုက်တာ တောင်းလေးကမြို့တော့ရောက်လာခဲ့နော် ရောက်လာခဲ့တော့ အကွေကောင်းမှုကအရှိနဝင်းရမှာခွေချစ်ကားလေးနဲ့သွားတော့ချီရွေတောင်းလေးကမြို့တော့ရောက်လာခဲ့နော်အကွေကောင်းမှုကအရှိနဝင်းရမှာခွေချစ်ကားလေးနဲ့သွားတော့ချီရွေမင်းညကိုကြောက်ရင်စိတ်အနောက်ကထီဆိုင်တွေ့လိမ့်မယ်
ပေါ့ကျော်ရဲ့ ကိုပေါင်းကျော် ညီလေး ကိုပေါင်းစီ ဒါ အခုဆိုသွားတဲ့အပိုက်က ဘုမအိုက်တယ်နားလို့ပဲ တောင်လီကညို့တော့ရောက်လာခဲ့နော်တဲ့တောင်လီကမြို့ဆိုတော့အခုသိလား တောင်လေကားဆိုတာကြီးလေးအခုသိတယ် ဘာတော့ လေကားတောင်နယ်မြို့ အဖြစ်ချစ် လီကတောင်းလား ဘယ်နဲ့လေကတောင်းမလားတောင်လီကမြို့ဆိုတာကိုကြီးပြင်ဦးလွင်ကိုခေါ်တာဗျ ဟိုထပ်ပိုင်း ပြင်ဦးလေးနဲ့တောင်လေကားနဲ့ဘာဆိုင်လို့ညီလေးရလဲ ဟုတ်ဗျအခုပြင်ဦးလွင်ကလည်းငါးညီရပြီးရွှေဘလို့ပဲ ဟာ နန်းညီငါးမျိုးရှိတာဗျာ ဟဲ့လား နန်းညီငါးမျိုးရှိတာဘာတွေတော့မေး ဘာ ဘာ လဲ လဲဘာလဲ ပြင်ဦးလွင် အာ မေမြို့ ညီမျိုး ပန်းမြို့တော်စင်မြင်တောင်လီကားတယ်ဗျ ဩတောင်လေကားဆိုတော့ပြင်ဦးလေးရဲ့နာမည်ဘွဲတစ်မျိုးပဲပေါ့ ဟုတ်တယ်ကို ဟုတ်ကဲ့ ဟုတ်တယ်နော် ဟုတ် တောင်လီကားမြို့တော်ဒါကြောင့်မလို့စိုင်းစရာထည့်ရေးခဲ့တာတောင်လီကားမြို့တော်ရောက်လာခဲ့နော်အကွေကောင်မှုမောင်အရှိနှဝင်းရမှာအကွင်းချစ်ကလေးနဲ့တော့တော့ချင်းနှဝဲကျေးဇူးရှင်မိပါဗျခင်ဗျာကျွန်တော်တို့ဟလာမန္တလေးမြို့ရဲ့ဟိုဘက်သွားလို့ရှင်ပြင်ဦးလွင်ဆိုတာရောက်ပါတယ်နော်အဲ့ဒီပြင်ဦးလွင်ကိုတက်လို့ရှင်တောင်စင်းတောင်တလေးတွေနဲ့ 6တက်ခွေးနေပါ ဝင်းလီမွေကောင်လမ်းလေးတွေမသွားရဘူးလား သွားတယ် သွားရတယ်နော် အဲ ဒါကြောင့်မလို့အကွေကောင်မှုမောင်အရှိနှဝင်းရမှာအကွင်းချစ်ကလေးနဲ့တော့တော့ချင်းနှဝဲ ဩသာဝကြီးလေး3သိန်းနဲ့တောင်ချ မထီးကျွေကိုမင်းလောက်မဟုတ် ဘယ်နဲ့3သိန်းနဲ့တောင်ချတယ် စောစော ရွှေလက်ပိုင်သူဟာဒီပရိသတ်အားပေးနေလို့ကြိုးစားနေတာမဟုတ်ပါ ဟုတ် ဘူး တယ်ဒါတော့မဟုတ်ဘူး ဟုတ်တယ်နော် အဲ ပရိသတ်အားမပေးလေပိုင်သူတို့ကဘာလုပ်ရမှာလို့ ကြည့်ရပါမယ် ကြိုးစားရမှာပဲနော် ဟုတ်တယ် ဟုတ်တယ်နော် အဲ ခုလိုအားပြီးတော့ပို့ပြီးကြိုးစားရတော့ကောင်းတာပေါ့ဗျာအဲ့တော့ကိုကြီးလေးကြုံဝါလေးသွားမယ်နော်ငါးတွေပြောမများချင်တော့လို့မလို့လေးကြုံဝါသွားမယ်ကိုကြီးလေးချက်တီးကြရမှာတက်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 ဝူ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 ဆိုတဲ့အတန်တော့ပခေါင်းလေးကအတန်ကုန်တီးမယ်ကိုချဟုတ်တယ်ဗျာ အေး ဘိုင်ဘိုင် နောကမှာလူတိုင်းချမ်းသာလိုပါတယ်ကဲမရှိရင်တော့တကယ်မျက်ရှိတိုင်းဝင်လူနေကြတယ်နောကမှာလူတိုင်းချမ်းသာလိုပါတယ်ကဲမရှိရင်တော့တကယ်မျက်ရှိတိုင်းဝင်လူနေကြတယ်ရှိခါကကွယ်တာတကတကူကိုပုံဆောင်ကြမယ်မြို့ရွာတကျပြည်ကြီးဝင်ညဗုဒ္ဓဆံငယ်ကြရင်တဲ့ရဟန္တာ900ပါမှာတပတ်သောရဟန်းကကံသားမရှိနေတယ် ဗုဒ္ဓမြတ်စွာပြုံးတော်မူသည်ဝေညီတော်အနန္တကရဲ့ဥစ္စာဖန္တာရှောက်ထားရပြန်နေ အေး ထိုးရင်ပေါက်လိမ့်မယ်ပေါက်အောင်ထိုးကြကွယ်ထိုးရင်ပေါက်လိမ့်မယ်ပေါက်အောင်ထိုးကြကွယ်မင်းတို့ကိုရောက်အောင်လာစေခြင်းနဲ့ပြေဦးလွင်ငါကွယ်ဖိတ်ခေါ်နေပါဟဲ့ မင်းတို့ကိုရောက်အောင်လာသေးခြင်းနဲ့ကျွန်တော်တို့မင်းတို့ရောက်အောင်လာခဲ့ကြပါ လာခဲ့ကြနော် ပြင်ဦးလွင်ကကွယ်ပြင်ဦးလွင်ကကွယ်ဖိတ်ခေါ်နေပါဟဲ့ကိုပေါင်းကျော် ညာ ကိုပေါင်းစီ ခင်ဗျာ လောကမှာမချမ်းသာခြင်းတဲ့သူဆိုတာရှိလားဗျာ ဘလို့မှမရှိဘူးပုထုဇဉ်မှန်သမျှချမ်းသာခြင်းတဲ့လူမျိုးတွေကြီးပဲ ဟဲ့ ဟာလေပြန်ပြောလိုက်ပါမ ပုထုဇဉ်မှန်သမျှချမ်းသာခြင်းတဲ့လူမျိုးတွေကြီးပဲ မှားလိုက်တဲ့စကားအကူဗျာ မာတယ်မာတယ်ငါမချမ်းသာခြင်း ဘာလို့ ပတ်စံနေခဏခဏလာချီအောင်နေနောက် အာ तू ကချီပြီးတော့သူများပြောရတယ်ရှိသေးတယ် နော်လောကမှာလူတိုင်းချမ်းသာလိုပါတယ်ကံမရှိရင်တော့တကယ်ညံရှိတိုင်းမွေးလို့နေကြတယ်ကျွန်တော်တို့လူတွေကျေးဇူးရှင်မိပါဗျာတိတ်ကိုကြောက်ဖို့ကောင်းတယ်နော်ကံဆိုပြီးတော့အခုကျွန်တော်တို့ 2D တို့နော် 3D တို့နော် 4D တို့ 5D တို့ ဖိုက်တီတော့မရှိဘူးလေကွာ မရှိဘူးလား မင်းတစ်လုံးကောင်းလိုချင်လား ဟာတစ်လုံးကောင်း နှလုံးရှိတယ်တစ်လုံးပေးမယ် ဟာ ဘာကိုပြောတာ ရည်စရာပြောတာဆရာတော်ဘုရားပေးခဲ့တဲ့ကဏ္ဍတစ်ခုရှိကျွန်တော်ပေးမယ် အခုအပိုင်လား ရှောင်းရင်ထိုးလိုက် ဟာလုံးဆုံး ကျွန် ပါ တော်တို့အိမ်ကဒေါ်ရင်မူတယ်ရောက်သိမှာပါ ကျွန်တော်သိသွားသလားပါ သူသားသိတယ်မလားကျွဲကြီးတို့ပါတော့အာတနာတယ်ကျွန်တော်တခွက်ပဲပေးလိုက်တာအကုန်တန်းထိုးပြတာအခုတိုက်ဆောင်နေရပြီ ဟာ နေသား3000နဲ့ အဲ့ဒါပယံ ခင်ဗျာပယံကကျွေးလောက်တာလားပြောနေတာ တကယ်ဒီပြောတာတခွက်ထဲပေးလိုက်မယ် ပေါ်သေးသေး ဒီအပတ်ထဲမှာဟဲ့ဘယ်သူမှမကြားသေးနဲ့ဟ
ငါးလေးမွေးတာ ငါလေး ဟာ ငါးလေးမွေးတာဒီဘက် ငါလေးမွေးတာဆို နှလုံးက ငါ နောက်အပတ်ကျရင်နောက် ငါလေးတယ်နော်အမငါလေးတယ်နော် ဒီအပတ်ထဲမှာငါးလေးမွေးတာအဲ့ ငါလေးတယ်နော်အမ နောက်အပတ်ကျရင်အဲ့ကောင်ငါးကြီးဖြစ်သွားမှာအစားတော့ပုံမှန်ကျွေးပေါ်သူ ခဏပြေးတာမဟုတ်ဘူးလား ငါးလေး6 ငါလေး6 ခန်းကျင်ဒီနဲ့တော့ တော့တော့ကဲဟုတ်တယ်နော်လောကမှာလူတိုင်းချမ်းသာလူပါတယ်ကံမရှိရင်တော့တကယ်ဉာဏ်ရှိတိုင်းမွေးလို့နေရတယ်ကျွန်တော်တို့လူတွေဉာဏ်ရှိတဲ့လောက်လုံးလိုက်ကြတာဟုတ်တယ်နော်ကံမရှိတော့ဘာဖြစ်တော့ ငွဲတာပဲ ဝေးတာပဲ ငါတို့ကြည့် ဟုတ်တယ်နော် ဟုတ်တယ်ငါသုံးရှိသွား ဟုတ်တယ်နော်လူတွေဉာဏ်ရှိတဲ့လောက်လုံးလိုက်ကြတာဗျာကံမရှိတော့မွဲတာပဲအိမ်တွေပေါင်ကားတွေပေါင်ဟုတ်တယ်နော်ထိုးလိုက်ကြတာတူးတွေသတိတွေပြစ်လိုက်ကြတာဆက်လော့တွေဟုတ်လားဟုတ်တယ်နော်ဒါနောက်ကသင်္ကန်းသာ2ယောက်ကြီးပါခင်ဗျာ no no noအဲ့ဒါတွေမလုပ်တာကြားပြီ မလုပ်တယ် ကြားပြီ ဟုတ်တယ်နော် အဲ့တော့ငါလောက်ကြတာဆိုတော့သိရာနဲ့ချီတက်ကြည့်လို့ထောင်းနဲ့တော့ချီနေပြီ အေးဘော ဩအခုကျတော့နှမျောတယ်အဲ့ဒါတွေငါပတ်စံတွေငါပြန်ရကောင်းပါမယ်ခုကုံမသွားပြီတတိယအဲ့ကြောင့်ပြောတော့ကုံမတတိယဥကုံတတိယဆိုတော့ငါပဲ ဥက္ကုံတရီကတော့သူရှင်ဖျားပြတယ်ရှင်ဖျားတပည့်တော်လာခဲ့ပါအောင်ဖေဟာတပည့်တော်ကတ်ချင်လို့ ဘာနဲ့လဲ ဒီဘူးနဲ့ ဟိုက်တော်ပြီနော်ကံမရှိရင်တော့တကွယ်ဉာဏ်ရှိတိုင်းမွေးလို့နေကြတယ်ရှေးခါကကွယ်တာတကားတစ်ခုကိုပုံဆောင်ကြမယ်ရှေးခါကတာတကားတစ်ခုလေးကိုကျွန်တော်ရွှေလက်ပိုင်လို့ရှင်းပြပါရစေခင်ဗျာ ဟုတ်ပါက မြို့ရွာတကျူပြည်ကြီးဝင်မြတ်ဗုဒ္ဓဆုံးငယ်ကြရင်တဲ့ယဟန္တာ900အပန်းမှာယဟန္တာ900အပန်း ဟုတ် ယဟန်900နောက်ပါ900နဲ့ကျွန်တော်တို့ဘုရားရှင်ကစွန့်ငယ်ကြွတယ်ဗျ အာ စွန့်ငယ်ကြွတဲ့ခါမှာ499ပါးကစွန့်ရပြီးတော့တပါးသောယဟန်ကစွန့်မရဘူးဗျ ဟောတပါးက စွန့်မရတဲ့ခါမှာဗုဒ္ဓမြတ်စွာပြောင်းတော်မူသည်ဝေဟုတ်ဗျာကျွန်တော်တို့ဘုရားရှင်ကပြောင်းတော်မူခဲ့တယ်ဗျ သူများမရတော့ဘာလို့ပြောင်းအောင်သူက ဟုတ်တယ်နော်ဟုတ်လားဒိဗ္ဗစကုညံနဲ့ကြည့်လိုက်တဲ့ခါမှာဟော तू ကအရင်ဘဝတုန်းကအကုသိုလ်ဝိကျွေးမကုံလို့ပဲဒီဘဝမှာ तू ယဟန်ဖြစ်လျက်နဲ့စွန့်မရရှာတာပဲဆို အေး ပြီး ဘော တော့ အေးဘော အဲ့ဒီဝေကျွေးကြောင့်သုံးမရတာ အဲ့ဒီဝိကျွေးကြောင့်စွန့်မရတာပဲဆိုပြီးတော့ तू ကဘုရားရှင်ကတိတော့ပြုံးတာ ဟုတ် ဗုဒ္ဓမြတ်စွာပြုံးတော်မူခြင်းဝေညီတော်အန္တရာကရဲ့ဥစွာပန်ထားရှောက်ထားရပြန်နေတဲ့ဟုတ်ဗျာဘုရားရှင်ဘာကြောင့်ပြုံးတာလဲဆိုတော့ညီတော်အန္တရာရှောက်ထားမင်းနဲ့လိုက်တဲ့ခါမှာဒီလိုဒီကြောင့်သိရတော့ဟုတ်တယ်နော်ဘုရားရှင်ကိုဟောဒါကြောင့်မလို့ဘုရားရှင်လို့ခေါ်တာပါလားဆို အေးမှာပေါ့ဝိမာမြင်းဆိုတယ်လို့ ဟု ပေါ့ တ်တယ် လို့ နော်အဲ့တော့အကိုကြီးတော့ချိတ်တူပုတ်ပိတ်ပြီးပြီကြည့်မန္တလေးကဆိုင်းစရာဟုတ်တယ်နော် ဟုတ်တယ် မန္တလေးကဆိုင်းစရာအခုချိတ်တူပုတ်ပိတ်ပြီးပြီကြည့် အဲ့မင်းပြန်တော့သူကသူပါဇက်နဲ့တီးလိမ့်မယ် ဟောစိုင်းစင်ပြောတာကွာ မင်းသဘောရပြောတော့ ဟော တဘော အခုတိကျလာမှာအဲ့တော့အခုလေးပေါက်လုံးကအရင်လာခဲ့အခုကြောချိတ်တူပုတ်ပိတ်ပြီးပြီကြည့် တာမန်လုံးကိုလည်းထောက်ရတာမန်လုံးကိုလည်းထောက် ရ ရ လားမြဲပဲ ပတ်စာဝင်ခွာမလို့လား တဲ့ဘာလို့ဘာလို့ ရောတီဗီသိမ်းတော့မယ်လေ ဟဲ့ကတိတ်မရသေးဘူးမင်းမေတွေကောင်းအောင်ပါ အဲ့ဒါကြငါကျွမ်းတယ်ပုံပတ်ပုံအဲ့ဒါရဲ့ငါထမင်းဆိုင်တူငါကျွမ်းဆုံးမရတာ အခုသွားမယ်နော်ကြောချိတ် ထမင်းဆိုင်လုပ်တယ် အဲ့ဒီနော်ဟော ဘိုင်ဘိုင်ရှင်းလက်မို့ ဟေး နောက်ပိုင်လေးကြတော့ကျေးဇူးရှင်မိပါများဖိုးရှူရမယ်ကနွားလေးရင်လေးတွေမောင်းလာတယ်လို့မျိုးမန်းတဲ့အထွက်ကတော့ဗျာကြော့မောမောလေးပေါ့ဟုတ်ကဲ့တဲ့ကျန်နအုတ်ကြီး အလူမကြီး ဘုမလို့ပေါ့ညနေရထွက်ကစားတော့လက် နေ တော့ အောင် နောက်တော့ ဓာတ်တော်ကြီးအောင်တိတ်ကိုကောင်းလို့နဲ့ဟာမလို့တဲ့ကျန်န နိုင်ယူ9000နဲ့ရောင်းမယ်တဲ့ ဟောနိုင်ဟုတ်ဖိနေဘာတွေပြုတ်ပြန် ပစိုးလေးပါပါတယ်ပစိုးလေးပါပါတယ် အဲ့တော့ဦးလေးတောင်းအချိန်လေးခဏတော့ပြီးပါအောင်နော်ဟလာတောင်းဆိုတာပါနော်ဟမ် တိတ်မကြပါဘူးတို့ဟာရပြီ နောက်တော့9နိုင်လောက်ပဲ ငါနဲ့နောက်ထပ်ငါနဲ့ဒီမရှိတော့ဘူးလေ ဟောမရှိတော့ဘူးလားနော်ကျွန်တော်ဒါနောက်တဲ့တစ်ပုတ်လောက်တီးပြီးသွားရင် ဟွာဒီလိုကောင်းလေးနောက်တော့ပြင်နောက်ရမယ် ကဲအဲ့တော့ နင်ကလောက်ခံနေလို့နင်ကလောက်ခံနေလို့ အဲ့တော့အခုပြည့်ကျင်မယ်နော်ဝ
ဟိုကတက်ပတက်ပြေပို့တက်ပတက်ပြေပို့တက်ပတက်ပြေပို့တိကျလား ဟိုလေးမလားတပတ်တက်မြေဖို့တပတ်တက်မြေဖို့ နေဖို့ပါလားဘာလို့ကဖို့ ကဲအခုတိကျသမားနေအောင်ခင်ဗျားဘယ်သူကလိုက်ခိုင်းခင်ဗျားဘယ်သူကလိုက်ခိုင်းလို့ ငါလည်းပေါ့စီနဲ့တွဲရတယ်မြင်သမျှလိုက်ရှင်နေတာပဲ မဲသူကပြောရတယ် နေအောင်အခုတခုချင်းတည်သွားမယ်နော်အခုတိကျသမားတက်ပတက်ပြေပို့တက်ပတက်ပြေပို့တိကျသမားအဲ့တော့ကိုပေါင်းဟောသွားလေကိုပေါင်းစီညအကိုကြီးကျွန်တော်နွားခွာတယ်နဲ့တူရိယာလေးကိုကြီးတိကျသမားခင်ဗျာ အဲနွားခွာကြမင်းကပိုင်တယ်မင်းကနွားနဲ့တွေ့လို့ ခင်ဗျာဟောဒီ ပြောရှာတယ်သူလည်းနွားပဲ နည်းနည်းတရှင်း အဲ့တော့ နွားခေါ်ကျေးဇူးရှင်မိဘများကျွန်တော်ပိုင်သူကလေမိဘများအတွက်လက်ဆောင်လေးနက်လေးတရှင်းကိုကျွန်တော်ကလက်ဆောင်ပေးခြင်းပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နွားလေးတွေဘလောက်လိမ်ပါသလဲဆိုလို့ရှင်ကျေပါတွေ့လားတွေ့တယ်နော်တန်းကိုဟောရေးတယ်ကျွန်တော်အကိုကြီးကနွားပြသွားတာအဲ့တော့ကိုကြီးတိကျအောင်လား အေးပါဒိုနွားနကောင်ဟေးနွားကြီး ဟေး ဟဲ့နွားကြီး နွားကြီးဟဲ့ဟာပိုက်တယ် ဘာလဲဝတ်ပဲ တိုက်နေကို ဝတ်ပဲမမကျွန်တော်ရှူလက်ပိုင်တို့ကကျွန်တော်ခိုင်းထားတဲ့ရွှေမိုးပစ္စံလေးကျွန်တော်တီးပေးခြင်းပါတယ်ခင်ဗျာ အဲ့ဒါကကျွန်တော်ကျောင်းရှာတော်ကကိုဖြိုးမတောင်းတာပါ ဟုတ်တယ်ကိုဖြူတောင်း ကဲကဖေးလာပြီးဆူချပါဦးဒါပြီးအငိမ့်ကမယ်နော်တို့ညီမလေးတွေအငိမ့်ကမယ်နော် ရရနေတာ ဒီခဏနေကမှညီမလေးပို့ထားတတ်တာ ဘာတော့ မိတ်က ရှင်းအောင်ပြောစကြလေးရေးလိုက် ကျေးဇူးပါ အဲ့တော့ကျွန်တော်ကိုပြို ဟိုမှာထိုင်းယူ အခုချင်းမစားကြီးအလူကြီးစက်အား ကိုကျွန်တော်ရေးမနေနဲ့တော့အာကြီးပြီး လူနိုင်တန်းနိုင်ပါလေလို့ညီလေးကစုပေးပါတယ်နော်ကိုကြီး ကျွန်တော်နိုင်ရွက်ရွနေသလားနိုင်ရွက်ရွနေသလား အခုဒီဘက်ကျေးဇူးပါ မရှိပါဘူးနော် တွေ့တိုင်းကျွန်တော်တို့ဒီလိုပဲဆူချနေကြ ဟုတ်တယ်ဗျ ဟိုတဘောရတဲ့သူဆူချတာပို့တဲ့နဲ့မသိရတာလား နင်းကြောက်ရရတာလား အဲ့မှာအင်ကြမလို့တောက်ဖို့အဲ့မန်နေကပတ်စံမြင်လန့် ခင်ဗျားကြီးတို့အစင်းပြေးနီးတဲ့သူကနည်းနည်းလေးထားယူပြီး ပြလိုက် နော် နေနေ ချပြီလားရှင်မိုးပြည်သူလေးကိုတဲ့ကျောင်းရှာတော်ကကိုဖြိုးက YouTube မှာ YouTube မှာတင်တာ YouTube မှာကျွန်တော်ညီလေးတီးတာကိုကြားဘူးလို့ဒါကစုချနဲ့တောင်းဆိုတာပါ အများကြီးတင်ပါတယ်ကျွန်တော် ကျေးဇူးပါဗျာဒါဝေးရနေလာတယ်ဗျပြီးရင်တရားမှာနော် အဲ့တော့ ဘာလန်းတာလို့လည်းကြောက်ပါသေးကျွန်တော်ကိုစင်ပြပါလေဆူတောင်းပေးပါလေဗျာ ကိုကြီးပေါ့စီ ဒါညီလေး ကျွန်တော်ဟာလာကိုတို့နေအောင်ပုံမှန်လေးကျွန်တော်အခုဒါခွင်လောက်တာပဲနော် ဟုတ်ကဲ့ ခါရဝတောဆာနိဝါဒတောဆာဆိုတော့ရှိရတယ် ဟုတ်တယ် ဟုတ်တယ်နော် ခုနဝရီဝရဝရီ ကျွန်တော်ကဒါဟာတာပြောတာမဟုတ်ပါဘူးနော် ဟုတ် ညီလေးစကားပြောမှဆိုမှရှိရင်ကျွန်တော်ခွင့်လို့ပေးကြပါ ရပါတယ်ညီလေးက နော် တောင်းမှမင်းခုမှတော့မို့နေအောင်လဲပလိုက်တော့ နော်တောင်းမှန်ပြီးပြီဆိုတော့စော်ကားလို့ရပြီနော် ကဲကြောင်ရှာတော့ကိုဖြိုးပြီးတော့ဂွေးပင်ကိုဖြိုးရတယ်လာပါဦးမယ်ကျေးဇူးပါတယ်ကိုမျောနေပါတယ်နော်ခါနေပြန်တော့မှာဆိုကဲတော့ရွှေမိုးပြည်ဆုံးနဲ့ဒါလေးကတော့ခါစားပြီးနားဆင်ရတဲ့တခြင်းလေးနော်ဒါလေးတစ်ပုတ်ပြီးတာနဲ့ဘုရားမတို့တို့မတို့အငိမ့်ကမှာနော်အငိမ့်ကြရင်လည်းပြန်တွေ့မယ်နော် ဟယ်လို မပြန်နဲ့မငိုက်နဲ့နော်ငိုက်တဲ့သူတွေအကုန်မှတ်ထားတယ်နတ်ဖာကြရင်သက်ဆိုင်ရာစကားပြောမယ်ကိုထိုးရွှေရင်လာခဲ့ မလေးပြောနာ နတ်ဖာကြကိုထိုးရွှေရင်လာခဲ့ညီတို့ ကဲချိန်လေးနဲ့လုံးတော့နော် ဒီကကြတော့ကျွန်တော် YouTube မှာကျွန်တော်ပေါက်ထားတဲ့တခြင်းလေးဖြစ်တယ်ဟဲ့လား ဟုတ်ကဲ့ ရှင်းဖို့ပြ ဘဘဥမမောဆိုထားခဲ့တဲ့ရွှေမိုးပစ္စံရဲ့ကျွန်တော်ကိုတင် ကြားပေးထားတယ်ကျွန်တော်ရဲ့ဘဘ
ဦးစိန်တူဝင်ရေကိုကျွန်တော်ဒီနေရာနေပြီးတော့မှကျွန်တော်ကြောက်ချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ နော်အဘနှစ်ယောက်ကိုကျွန်တော်တခါတည်းကျွန်တော်စိုးရီးလေးပေါ့ဗျာ မလာဘူးဗျာ နော်ကြောက်ချင်ပါ ဒီ တယ် ကိုလာပြီခွေးပင်ဟောကိုဖြိုးခွေးပင်ကိုဖြိုးကဒါကခွေးပင်ကကိုဖြိုး ဟုတ်ကဲ့ ငါကလေးမတွေပြင်းထားလို့လားငါထုတ်ဖို့ထုတ်ချင်ဘူး ရတယ်ကိုကျွန်တော်ခွဲပြလိုက်မယ်ရတယ်အဲငါကိုရ2000ရောက်ပြီးမှ9000ကျွန်တော်နဲ့ရှင်းမယ်ဟုတ်ပြီးမှ9000ရှင်း
ချင်းလုံးနဲ့ရှောင်းပြေးတိတ်စိတ်လေးစိတ်လေးပဲရှိချင်မှလည်းလာရဲ့တော်ရီနေရောက်တာပါလေဝီးပြီးခွဲဝီးပြီးခွဲရင်ထဲကနေပေးတဲ့ရွှေသိန်းကိုနောက်ထပ်တစ်စုထပ်ရသွားပြန်ပါပြီ။ကိုတော်လွမ်းသွားရွှေရွှေပိုင်မိလေးရွှေလက်ပိုင်တို့ကျိုးသားပါ
ပြီးတော့ဆူချသွားတာဗျာ ကျေးဇူးတင်ပါတယ် ကျေးဇူးပါ ကျွန်တော်ညီလေးဒီလိုစူးစမ်းလို့လေရွှေတစိတ်ကိုဒါစုခုထားတာ ဟုတ်တယ်ဗျာ ဒီကလေးကရွှေတစိတ်ရထားတယ် 2024တုန်းကရွှေသေးသေးရတာတော့ပါ ကျွန်တော်လည်းဒီ2025မှာကျွန်တော်နေပြည်တော်မှာကျဲနေကျဲရတယ် ကျန်နေကြရတာ ဟုတ်တယ် ဘာကျဲတော့ ဖင်ကောင်းကျဲတာနဲ့ဗဇက်ကျဲတာ ဂိုက်အငိမ့်စပြီတဲ့ဒီဘုရားမှာ ကဲအခုလို့တယောက်တည်းပါညီလေးကနော်သူ့အဖွဲတီးသူ့အဖေနဲ့မေးရပါတာပါကျွန်တော်တို့အဖွဲကျွန်တော်ညီကိုလေးနဲ့သူတီးသွားတာဒါညီမလေးပေါ်ပေါက်လာပြီးပါရင်ဖြစ်တာဖြစ်ပါတယ် ဒါကိုစုံမင်းဖွဲ့ပါဗျာ ကဲအဲ့တော့ညီမလေးတွေမင်းသမီးကျော်လေးတွေအငိတ်ကမယ်ခင်ဗျာကလေးနှမများတချီကနိုင်ရအတွက်ညီလေးနေချခဲ့ပါဦးကွာလို့နော် သူ့ကိုမျိုးမျိုး အေးအငိမ့်မင်းလေးကပါဗျာအငိမ့်မင်းလေးလေးလက်